အဲ့ဒီကားပြီးတော့ကျွန်တော်လွမ်းနေမယ်မမကိုဆက်ရိုက်တယ်မော်စီငါလည်းမော်စီပဲဆိုတဲ့စကားငါရှိမှလာမပြောနဲ့ကွာငါမကြိုက်ဘူးကွာ奶奶，你不能弄来家嘞！你呀，我屋里俺们被我姑娘来撸了你瞅哎，你看我也需要这的大声来撸哎。ဒီကောင်ကငါထိုးမိတာလေးနဲ့နင်ဘယ်လိုဖြစ်သွားတာလဲနင်ဘယ်လိုဖြစ်သွားတာလဲဒီကောင်နင်ကောင်လားမမကိုရည်စားစကားပြောတာကျွန်တော်ပထမဆုံးလားမင်းနောက်ဆုံးပဲဟာဒါဆိုလို့ရှိရင်ဘယ်ဥစ္စာမှာကျွန်တော်ကပထမဆုံးလဲမမအတီးပြုဖို့စဉ်းစားရင်ဟာဘယ်လိုရှိလဲနားမဘယ်လိုရှိလဲနားမဘယ်လိုရှိလဲဘယ်သူမှမရှိဘူးဘယ်သူမှမရှိခဏဖြစ်တာလေအော်ကျင်လို့အော်ပြီမြင်နေတဲ့မျက်လုံးများရှိခဲ့လို့မြင်တာကိုမျက်လုံးလွယ်ပြလိုက်ငါဒီလိုရှောင်းသိမ်းကြိုးစားမျက်စိမိတ်ငိုနေပြီမိတ်တော့ငါမျက်စိမြင်နေတဲ့မျက်လုံးများမမြင်အောင်ပိတ်ထားလဲမြင်တာကိုအိမ်မက်တဲ့မကြမျက်လုံးများငါတားစီမရအဲ့ဒီဇာတ်ကားယုံတင်တော့ဒီသွားမယ်မတားနဲ့ဆိုတဲ့တခြင်းက Greece ဆိုပြစ်တယ်အဲ့ဒါတွေကကျွန်တော်တို့နမိတ်လားမသိပါဘူးဗျာဒီဇာတ်ကားယုံတင်တဲ့အချိန်မှာပဲကျွန်တော်ချက်တေးစီကအကြောင်းကြားချက်တစ်ခုလာသူနိုင်ငံခြားသွားတော့မယ်ကျွန်တော်ဘဝတစ်ခုလုံးပျက်စီးသွားတယ်ဗျာ
င်ပြူလိုက်ဖို့ငါမှအင်အားမရှိခိုင်လုံတဲ့အကြောင်းရင်မသိရဘူးငါလေးအသက်ငွေငွေကိုရှိုက်သိမ်းတာရီဝေမှုနင်တယောက်တည်းငါဘဝအလုံးပဲနားလက်ထားခဲ့ရလို့သွားမယ်ဆိုလဲသွားရှင်ရဲ့နဲ့ဘဝဟာသေဆုံးမလားကျင်နာမှုရဲ့ပြောင်းပြန်နာကျင်မှုဟာငိုနေသူမြေဝန်းလားနင်တယောက်တည်းငါဘဝအလုံးပဲနားလက်ထားတစ်ချက်လေးဆောင်ခဲ့ကြည့်ဦးနင်မရှိရင်ငါဘဝမရှိရင်ခုန်တာမရှိတဲ့တွေ့ရမယ်လေတာမန်ဒရာဂျူတစ်ခုလိုပဲတစ်ချက်လေးဆောင်နေကြည့်ဦးကျွန်တော်ချာလေးနဲ့ကျွန်တော်နဲ့ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ကလေးတွေကဒီတက်တက်ဘယ်တော့မှမမေ့နိုင်ပါဘူး
လောင်ကျွမ်းနေတော့အခါနဲ့ ဟာတိတ်ပဲရှိတော့လူရိုက်အာတိတ်လို့ရှင်နေဒီကြလေးပဲရှိရဟုတ်တယ်ဗောအဲ့ဒီကြောင်လည်းအခုတော့ထားအားမယ်အဲ့တော့ဒီပဲပြောနေတစ်ချင်းပေါ့တော့ပြောပါလို့ဒီကျင်လေးလို့မေးနေရလားဒီတစ်ချင်းစာသားထဲမှာအတိတ်ပဲရှိတယ်နော်အဲ့ဒီအတိတ်ပဲတွေအတိုင်းကိုကျွန်တော်ရဲ့ကိုခန္ဓာထဲမှာရှိတယ်ဘာတွေညာတွေအကုန်လုံးကိုထည့်ပြီးကျွန်တော်ဆွဲပလိုက်ဒီနေ့လာကြည့်ရဲ့ကျွန်တော်ရဲ့ပရိသတ်တွေအများကြီးပဲကျွန်တော်သူတို့အတွက်ဆွဲရတယ်ဟုတ်တယ်မလားတိတ်မကြောက်ဟုတ်တယ်မလားလုံးဝအဲ့ဒီနေအများကြီးတယ်လားတော့ချစ်3စီးနဲ့ကိုပါပြီးတော့ပါကိုပိုင်အောင်ကိုကြီးကစကလုံးတွေကညွန့်လိုက်လားဒါကြောင်းရင်ကိုအဲ့ဒါတော့โอเคရတော့စိတ်သွင်းလိုက်စိတ်သွင်းလေးကိုရိုက်ကနေကြပြောနော်ပလင်ရရှားတယ်ကျွန်တော်တခါတည်းနဲ့အပြတ်ဖြုတ်လိုက်ဟုတ်လားလေးကိုညနေဖိတ်ခေါ်ထားလားဆောက်လေးကလည်းရှားတယ်ကလေးဝင်လားညောင်းလာရခဏလေးရတဲ့ခင်ကျွန်တော်နုပညာအင်အားပေးသနာတော့ကျွန်တော်ရဲ့ပေးသက်ကြီးကိုကျွန်တော်လုံးဝအုပ်ကုန်ကျွန်တော်ဖြော်ပြပါတော့မယ်ခင်ဗျာ